လိုချင်တော့ freedom and democracy တဲ့နေချင်တာတတိယနိုင်ငံတွေလို့တဲ့အမေရိကတို့ UK တို့လို့တဲ့ဟုတ်ပြီအဖြစ်ချင်တာလည်းအဲ့လိုမျိုးဘဝကိုလည်းအဲ့လိုမျိုးနေချင်တာစောင်းခေါ်ချင်တာဟောလိဝုဒ်ရုပ်ရှင်ကားတွေကလို့နေချင်တာစောက်တွေးခေါ်တွေကကြတော့စုပ်ပြက်ပြီးတော့စောက်ကျင်နေတဲ့ကြောင့်တသက်မကောင်းစိတ်ထားတွေကကြောင့်ယုံညံ့အောင်ဒန်းသားတွေဖြစ်နေအဲ့လိုကောင်တွေကြီးပဲခင်ဗျာလေကုမ္ပဏီရုံးတွေမှာရောဗါလဲအစိုးရရုံးတွေမှာရောများနေတော့အဲ့တိုင်းပြည်ကခင်ဗျာကောင်းလာတဲ့အကြောင်းဘာအကြောင်းရှိလို့လဲကောင်းလာတဲ့အကြောင်းဘာအကြောင်းရှိတယ်ပြောအဲ့တိုင်းပြည်ကကောင်းလာတဲ့အကြောင်းရှိလားနေတဲ့လူ69.99ရာခိုင်နှုန်းမှမကောင်းတာနေတဲ့လူတွေကအမိုက်တွေပြစ်ချင်တဲ့နေရာပြစ်ကိုသူတွေထွေးချင်တဲ့နေရာထွေးဘီယာဘူးတွေလည်းပြစ်ချင်တဲ့နေရာပြစ်တဲ့နေရာတော့ဒီရန်ကုန်မြို့ကြီးတွေမန္တလေးမြို့ကြီးတွေကလှပသားလာရတာရှိလို့လားအဲ့တော့ဘာထိုင်ပြီးတော့အားနေတိုင်းပြည်မကောင်းဘူးတိုင်းပြည်မကောင်းဟုတ်ပြီတိုင်းပြည်မကောင်းမင်းဘယ်လောက်ကောင်းလဲမင်းရတာမှာတိုင်းပြည်မကောင်းလဲဆိုတိုင်းပြည်ကလူတွေမကောင်းလို့ဖြစ်တာလေတိုင်းပြည်ကလူတွေမကောင်းလို့ဖြစ်တာလေဟုတ်ပြီ system ကြီးက fuck up ဖြစ်တာပေါ့ system ကခင်ဗျားကလည်းသုတ်ဘိုးတော်ဖေက၄ရက်သွားတော့ system လေအဲ့ဒီ system ကို fuck လုပ်လေအဲ့ဒါ wine fuck လုပ်လေအဲ့ဒီ system ဆိုတဲ့နေရာမှာခင်ဗျားမမြင်ရတဲ့လူမှုစည်းကမ်းတွေဘောင်းတွေရင်ကျေးမှုစောက်တလွဲတွေတွေးခေါ်တွေပြီးစနစ်အာဏာရှင်စနစ်အဲ့ဒါတွေပါအကုန်တိုက်ပြရမှာလေအကုန်မြေလန်းမှာမြန်မာနိုင်ငံကိစ္စအကုန်မြေလန်းမှာအကုန်လဲပြရမှာ